Israel ကအခုချိန်မှာသူတို့ရှာဖွေနေတဲ့သူတွေထဲကတွေ့ရှိပါတယ်ဆိုတဲ့လူမျိုးကမနာရှေလူမျိုးဆိုပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံချင်းလူမျိုးတွေကမှကုကီလူမျိုးတွေကိုခေါ်ယူနေတာတွေ့ရတယ်လို့အခုချိန်မှာ Israel ကနေပြီးတော့မှကမ္ဘာအနှံ့မှာရှိနေတဲ့သူတို့ရဲ့လူမျိုး12မျိုးထဲကပျောက်ဆုံးပြီးတော့မှကြံရစ်နေတဲ့သူတွေကိုလိုက်ပြီးတော့မှရှာဖွေပြီးတော့မှတွေ့ရှိတဲ့သူတွေကိုလည်းခေါ်ယူနေတာတွေ့ရတယ်ဗျဒါပေမဲ့ social media ပေါ်မှာအငင်းပွားကြရှိတဲ့အရာပါလဲဆိုရင်အကယ်၍ DNA စစ်လို့ရှိရင် Israel လူမျိုးအစစ်မှန်ကောဟုတ်ရဲ့လားဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မှအငင်းပွားနေတာတွေတွေ့ရတယ်ဒါပေမဲ့လို့ Israel လူမျိုးဟုတ်မဟုတ်ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မှဂဂနနာကျွန်တော်လည်းမသိဘူးသူတို့ DNA စစ်တာမစစ်တာတော့ကျွန်တော်လည်းမသိဘူးเนาะဒါပေမဲ့လို့ဖြစ်နိုင်ခြေရှိတဲ့အရာတွေနဲ့မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုကျွန်တော်အနည်းဆုံးတင်ပြပြီးတော့မှဖြစ်တယ်ဒီကနေ့ကဇွန်လ14ရက်နေ့ဖြစ်တယ်ဆိုတော့ Israel ကအခုချိန်မှာသူတို့ရှာဖွေနေတဲ့သူတွေထဲကတွေ့ရှိပါတယ်ဆိုတဲ့လူမျိုးကမနာရှေလူမျိုးဆိုပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံချင်းလူမျိုးတွေကမှကုကီလူမျိုးတွေကိုခေါ်ယူနေတာတွေ့ရတယ်လို့ဆက်လက်ပြီးတော့မှလည်းအီသီယိုးပီးယားမှာရှိနေတဲ့လူမျိုးနယ်စုတစုကိုလည်းဒါသူတို့Israel ရဲ့ပျောက်ဆုံးနေတဲ့လူမျိုးတွေဆိုပြီးတော့မှလည်းခေါ်ယူတာတွေ့ရတယ်ဒါပေမဲ့လို့အီသီယိုးပီးယားဘက်မှာရှိနေတဲ့သူတွေကိုခေါ်ယူတာတော့အရင်တည်းကခေါ်ယူတာဖြစ်ပြီးတော့မှအခုချိန်မှာနောက်ထပ်ခေါ်ယူဖို့ရန်အတွက်ဒါကမ်းလှမ်းပြီးတော့မှတွားရောက်ပြီးတော့မှသူတို့စစ်စစ်နေတဲ့အရာတွေပါတွေ့ရတယ်ဗျ။ကဲဒါကိုကျွန်တော်အီသီယိုးပီးယားဘက်ကပိုသေးကြမလားကျွန်တော်မြန်မာနိုင်ငံချင်းပြည်နယ်ဘက်ကပိုသေးကြမလားဆိုတဲ့အရာလေးကိုတော့ကျွန်တော်ရှင်းပြပေးသွားမယ်။ဒီထဲမှာချင်းလူမျိုးတွေရှိမယ်ဆိုလို့ရှိရင်လည်းအဆအဆုံးနားထောင်ပေးသွားပါကျွန်တော်ကတော့အပြုသဘောနဲ့ပဲပြောပြပေးသွားမှာဖြစ်တယ်တချို့ကလည်းကျွန်တော်ကိုမနာလိုတာလားဆိုပြီးတော့ပြောမှာဆိုလို့ကျွန်တော်ပြောပြပေးတယ်ဆက်လက်ပြီးတော့မှဒီထဲမှာခရစ်ယာန်တွေရှိမယ်ဆိုရင်ပို့ပြီးတော့မှနားထောင်ပေးတင်တယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်ဗျာဆိုတော့ကျွန်တော်ကဲဟုတ်ပြီပြောရအောင်ဆိုတော့ Israel လူမျိုးကစုစုပေါင်းသူတို့ Israel နိုင်ငံပေါ့နော် Israel နိုင်ငံမှာဒီ Israel နိုင်ငံဖြစ်ပေါ်လာဖို့ရန်အတွက်ဆက်စပ်ဦးဆုံးတီထောင်တာ Israel လူမျိုးက12မျိုးကစပြီးတီထောင်တယ်ဒါပေမဲ့လို့အဲ့12မျိုးကလည်းအဖေတူအမေကွဲညီကိုတွေဖြစ်တယ်ဆိုတော့ဒါသူတို့ညီကိုတွေမှာတော့ဒါအမတွေလည်းရှိမယ်ညီမတွေလည်းရှိမှာဒါပေမဲ့ Israel ကသူတို့ရဲ့တမိုင်းမှာအများဆုံးအားဖြင့်အမျိုးသားတွေကိုပဲမှတ်တမ်းတင်တာများတယ်ဗျဆိုတော့သူတို့ဒီညီကို12ယောက်ရဲ့အဖေကတော့ယာကုပ်သူ့ရဲ့နာမည်ပေါ့နော်ယာကုပ်ရဲ့အဖေကဣဇက်နော်အိုက်ဇက်ဖြစ်ပြီးတော့မှအိုက်ဇက်ရဲ့အဖေကတော့အာဗြဟံဖြစ်တယ်ဆိုတော့အာဗြဟံကနေပြီးတော့မှပဲဆင်းသက်တဲ့လူမျိုးတွေဖြစ်တယ်ဆိုတော့အာဗြဟံဣဇက်ယာကုပ်ကိုဖျားသခင်ကဘလို့နာမည်ပေးထားလဲဆိုရင်ဣသရေလဆိုပြီးတော့မှနာမည်ပေးတာရှိတယ်ဆိုတော့ဒါကြောင့်မို့လို့လေဣသရေလတွေကအခုနောက်ပိုင်းမှာ Israel ဆိုပြီးတော့မှခေါ်ယူတာဖြစ်တယ်သူတို့နာမည်ခေါ်တာပေါ့နော်နာမည်ကိုခေါ်တာဖြစ်တယ်ဆိုတော့တစ်ချိန်တုန်းကတော့ဒီ Israel ကိုတစ်ချိန်တုန်းက Israel ဆိုပြီးတော့ခေါ်တယ်ဆိုတော့ဒီသား12ယောက်ရဲ့နာမည်ကိုကျွန်တော်အရင်ဦးဆုံးကျွန်တော်ပြောပြပေးမယ်သား12ယောက်ရဲ့နာမည်ကတော့ရူဘင်ရှီမောင်လေဝိယူဒပြီးရင်ဂတ်ရဲ့အာရှာရဲ့ဒန်ရဲ့နတလီရဲ့ဣသခါရဲ့ဇာဗလုန်ရဲ့နောက်ဆုံးတစ်ယောက်ကတော့ယောသနဲ့ဗင်ယာမိန်ဖြစ်တယ်ဆိုတော့အခုလောလောဆယ် Israel နိုင်ငံမှာရှိနေတဲ့ဒါ Israel လူမျိုး12မျိုးထဲမှာ Israel နိုင်ငံမှာရှိနေတဲ့အရာကအများပြောပြချက်အရာဆိုရင်လူမျိုးနဲ့နှစ်နွယ်ပဲရှိလူမျိုး2မျိုးပဲရှိပြီးတော့မှကျန်တဲ့လူမျိုး10မျိုးကပျောက်ဆုံးနေတယ်ဆိုပြီးတော့မှလည်းပြောတာတွေ့ရတယ်ဆိုတော့အခုလောလောဆယ် Israel နိုင်ငံမှာရှိတာကယူဒရဲ့ဗင်ယာမိန်ရဲ့ဆိုပြီးတော့မှလည်းပြောတာတွေ့ရတယ်ဗင်ယာမိန်ကတော့ဥမာ Israel ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကတော့သူကဗင်ယာမိန်အနွယ်တွေကဖြစ်တယ်ဒါပေမဲ့သူ့နာမည်ကဗင်ယာမိန်နေတန်ယာဟုဖြစ်တယ်ဆိုတော့ဒီ2မျိုးပဲရှိပြီးတော့မှနောက်တဲ့10မျိုးကနေပြီးတော့မှပျောက်ဆုံးနေတယ်ဆိုပြီးတော့ပြောတာတွေ့ရတယ်အခုအီသီယိုးပီးယားရဲ့ကျွန်တော်တို့ချင်းပြည်နယ်မြန်မာနိုင်ငံချင်းပြည်နယ်နဲ့အိန္ဒိယနယ်စပ်မှာရှိနေတဲ့အေဖာတောင်တန်းတွေကြားထဲမှာနေနေတဲ့ကုကီလူမျိုးတွေက Israel လူမျိုးဖြစ်ဖို့ရန်အတွက်ဘယ်သူတွေကနီးစပ်လဲဆိုတဲ့နီးစပ်တဲ့အကြောင်းလေးကိုကျွန်တော်အယုံဆုံးပြောပြပေးသွားမယ်ဗျချင်းလူမျိုးတွေကိုခဏထားအောင်ချင်းလူမျိုးတွေကကုကီခဏထားအောင်ကျွန်တော်အီသီယိုးပီးယားတွေကိုကျွန်တော်အရင်ပြောပြပေးမယ်အီသီယိုးပီးယားထဲမှာရှိနေတဲ့တချို့လူမျိုးနယ်စုတွေကဒါအသားရောင်ကျွန်တော်ပြောသေးဘူးเนาะအသားရောင်ကျွန်တော်ပြောသေးဘူးတချို့လူမျိုးတွေကချင်းလူမျိုးတွေထက်ဖြစ်နိုင်ခြေရာဂိုင်နှုန်းပိုများတယ်ဒါကတော့ကျွန်တော်ပထဝီဝင်အနေထားရကောတမန်ကျမ်းစာအနေထားရကောကျွန်တော်ပြောဆိုတာဖြစ်တယ်ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောရလဲဆိုရင်နံပါတ်1ပထဝီဝင်အနေထားပထဝီအနေထားရဆိုရင် Israel နိုင်ငံနဲ့အီသီယိုးပီးယားနိုင်ငံနဲ့ဆိုတာတွားရလာရတာချင်းကျွန်တော်မြန်မာနိုင်ငံထက်ဆိုင်လို့ရှိရင်တွားရလာရတာလွယ်ကူတဲ့နေရာဖြစ်ပြီးတော့မှ Israel နဲ့အီသီယိုးပီးယားကလည်းအရန်ကြီးဝေးတယ်လို့မပြောလို့မရဘူးဘာဖြစ်လို့ဆိုရင်ဒါအာဖရိကတိုက်ကိုဝင်ပြီးတော့မှဆူဒန်နိုင်ငံအရှေ့ပိုင်းကနေပြီးတော့မှဖြတ်တန်းလာလို့ရှိရင်အီသီယိုးပီးယားနဲ့နီးတယ်ပြီးလို့ရှိရင်ပင်လယ်နီကနေပြီးတော့မှလည်းဝင်လို့ရှိရင်အီသီယိုးပီးယားနိုင်ငံကိုအလွယ်တကူဝင်ရောက်လို့ရတယ်ဆိုတော့ဒါဆိုရင် Israel နဲ့အီသီယိုးပီးယားနဲ့အရန်ကိုမဝေးဘူးလို့ပြောလို့ရတယ်ချင်းပြည်နယ်ထဲဆိုင်လို့ရှိရင်တော့မဝေးဘူးလို့ပြောလို့ရတယ်ပြီးရင်အီသီယိုးပီးယားနဲ့ Israel နဲ့ကလည်းဒါတမန်ကျမ်းစာတမိုင်းရဆိုရင်အများကြီးနီးစပ်တယ်ဗျဘာဖြစ်လို့ဆိုရင်ယောမဘရင်လက်ထက်တုန်းကအီသီယိုးပီးယားမှာရှိနေတဲ့စစ်မှုထမ်းတွေကိုဒါ
အစ္စရေးနိုင်ငံကိုခေါ်ယူပြီးတော့မှစစ်မှုထမ်းခိုင်းတာတွေ့ရတယ်ဒါကသမတစ်ကျမ်းရဆိုရင်အေသီယိုပီအမတ်ကြီးကိုအဲ့လိုမျိုးတွေလာတယ်ဗျာဆိုတော့အဲ့ဒါလည်းတွေ့ရတယ်လို့နောက်တော့ဓမ္မဟောင်းကျမ်းထဲမှာဆိုလို့ရှိရင်လေရှင်ဘရင်ရှောလမုန်ကသူ့မှာမိမအယောက်1000ရှိတယ်အဲ့ထဲမှာမောင်မမိတ်တန်900နဲ့သူ့ရဲ့တရားဝင်ဇနီးမယား300အဲ့ထဲမှာအီသီယိုပီးယားဘရင်မကြီးပါဝင်တာလည်းတွေ့ရတယ်နောက်တစ်ခုကဘာလဲဆိုရင်တခင်ယေရှုလဝါကတိုင်းမှာအသေးခံတုံးကလဝါကတိုင်းကိုထမ်းပေးတဲ့ရှီမုန်ကလည်းလစ်ပြားနိုင်ငံကုရီတွေပြည်သားဖြစ်တယ်ဆိုတော့အများသောအားဖြင့်အာဖရိကနဲ့အစ္စရေးတွေကမဝေးဘူးလို့ပြောလို့ရတယ်ဆိုတော့ဒါအာဖရိကနဲ့အစ္စရေးတွေကပထဝီဝင်အနေထားရကောတမိုင်းအနေထားရကောနီးစပ်တာဖြစ်တဲ့အတွက်အဲ့ဒီလူမျိုးတွေကဖြစ်နိုင်ခြေတော့ရှိတယ်ဒါတစ်ချက်ပေါ့ဗျာကျွန်တော်လုံးဝဖြစ်တယ်ပြောတာမဟုတ်နော်လုံးဝဖြစ်တယ်ပြောတာမဟုတ်မဖြစ်ဘူးလည်းပြောတာမဟုတ်ဖြစ်နိုင်ခြေအများဆုံးရှိတယ်ဒါတစ်ချက်ဒါပေမဲ့ချင်းပြည်နယ်မှာရှိနေတဲ့ကုတ်ကီးလူမျိုးစုတွေကအစ္စရေးနဲ့ပထဝီဝင်အနေထားရကောတမိုင်းအနေထားရကောကြည့်မယ်ဆိုရင်လုံးဝတွေ့ရတာမရှိဘူးဘာဖြစ်လို့လဲတမိုင်းအနေထားရကလည်းကျွန်တော်မြန်မာနိုင်ငံအနေထားရအစ္စရေးနဲ့နီးစပ်ခဲ့တဲ့ဆိုတဲ့အရာကပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်လောက်မှာပဲတွေ့ရတာဖြစ်ပြီးတော့မှဟိုးအရင်တမိုင်းအထောက်အထားလွန်ခဲ့တဲ့တက္ကရာ1000ကျော်2000ကျော်တုန်းကတွေ့ရတာတော့မတွေ့ရဘူးဗျဆိုတော့ပထဝီအနေထားရကြည့်မယ်ဆိုလို့ရှိရင်လေအစ္စရေးနိုင်ငံကနေပြီးတော့မှကျွန်တော်မြန်မာနိုင်ငံကိုလာမယ်ဆိုရင်ဂျားထဲမှာဂျော်ဒန်အီရတ်အီရန်ပါကစ္စတန်တာဂျစ်ကစ္စတန်အာဖဂန်နစ္စတန်အဲ့ဒါတွေကိုကြော်ဖြတ်ပြီးတော့မှလာရမယ်ဒါပေမဲ့လို့အိန္ဒိယတွေကဖြတ်တန်းစီးဆင်းမယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့နီးမှာပေါ့ဗျာဒါပေမဲ့လို့အပေါ်ဘက်မှာရှိနေတဲ့တာဂျစ်နစ္စတန်တို့ပြီးတိဘတ်တို့နီဖောတို့တိဘတ်တို့ဘက်ကစီးဆင်းမယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်ခြေတော့ရှိရဒါပေမဲ့အရန်ကိုဝေးလုံးတယ်ဗျာဂျားထဲမှာနိုင်ငံပေါင်းက9နိုင်ငံ6နိုင်ငံလောက်ခန့်နေတယ်ဆိုတော့အဲ့ဒါကဖြစ်နိုင်ခြေရာခိုင်နှုန်းတော့နေတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုပြောလိုက်လို့တချို့တွေကကျွန်တော်စိတ်ဆိုးမယ်နော်ဒါပေမဲ့ကျွန်တော်ကပထဝီဝင်အနေထားရကောတမိုင်းအနေထားရကောပြောတာဖြစ်တယ်ဒါပေမဲ့လို့ချင်းမိနယ်ထဲမှာရှိနေတဲ့ကုတ်ကီးလူမျိုးတွေကတော့သူတို့ကတော့အစ္စရေးလူမျိုးတွေကပျောက်ဆုံးနေတဲ့မနာရှေလူမျိုးတွေဆိုပြီးတော့သူတို့ပြောတာတွေ့ရတယ်ဒါပေမဲ့လို့မနာရှေလူမျိုးဆိုတာအစ္စရေးလူမျိုး12မျိုးထဲမှာပါဝင်သလားကျွန်တော်ပြောပြပေးမယ်ခုနကကျွန်တော်ပြောတဲ့လူမျိုး12မျိုးထဲမှာမနာရှေဆိုတာမပါပါဘူးဒါပေမဲ့လို့မနာရှေဆိုတာဘလို့ပါသွားလဲဆိုရင်အဲ့ဒီညီကို12ယောက်ထဲမှာမှနောက်ဆုံးအငယ်ဆုံးရဲ့အကိုဖြစ်တဲ့ယောသတ်ဒီယောသတ်ရဲ့သား2ယောက်ဖြစ်တဲ့မနာရှေနဲ့အေဖရိမ်ထဲမှာတော့ပါဝင်တယ်ဒါပေမဲ့လို့အဲ့မနာရှေနဲ့အေဖရိမ်ထဲမှာပါဝင်ပြီးတော့မှအခုသူတို့တွေ့တယ်ဆိုတဲ့ချင်းပြည်နယ်ထဲကကုတ်ကီးမျိုးနယ်စုတွေကမနာရှေလူမျိုးတွေဆိုပြီးတော့မှသူတို့ပြောတာတွေ့ရတယ်ဒါဆိုရင်ခရစ်ယာန်တမိုင်းကြောင်းအရာကြည့်ရအောင်ဒါအစ္စရေးကသူတို့ခေါ်တဲ့အချိန်မှာဘယ်နေရာအဓိကအချက်လက်ကိုသူတို့တောင်းဆိုလဲဆိုရင်သူတို့ဒီမနာရှေလူမျိုးတွေဂျူးလူမျိုးဖြစ်ပါတယ်ဆိုတဲ့အရာကိုအာမခံချက်အနေနဲ့ဘာတောင်းလဲဆိုရင်သခင်ယေရှုကိုခရစ်တော်အနေနဲ့ဖျားအနေနဲ့လက်မခံပါဘူးဆိုတဲ့အရာဒါအစ္စရေးရဲ့စီမီစီကန်နော်အစ္စရေးရဲ့စီမီစီကန်နဲ့ယေဟူဒီကိုးကွယ်တဲ့သူတွေမှာသူတို့ကဘာပြောထားလဲဆိုရင်ယေရှုကခရစ်တော်မဟုတ်ပါဘူးဖျားမဟုတ်ပါဘူးဆိုတဲ့အရာကိုညင်းဆိုရတယ်ဗျဆိုတော့အဲ့ဒါဆိုရင်ချင်းပြည်နယ်ထဲမှာရှိနေတဲ့ကုတ်ကီးလူမျိုးတွေကအကယ်၍များသူတို့ဒီအစ္စရေးလူမျိုးဖြစ်တယ်ဆိုရင်နံပါတ်1အနေနဲ့သူတို့ဘာညင်းရမလဲဆိုရင်ယေရှုကဖျားမဟုတ်ဘူးဆိုတဲ့အရာကိုသူတို့ညင်းဆိုရမယ်ဆိုတော့ဒါဆိုရင်ချင်းလူမျိုးတွေထက်ကကုတ်ကီးလူမျိုးတွေကအစ္စရေးဖြစ်ဖို့ရန်အတွက်သူတို့ဒီယေရှုကိုအရင်ဦးဆုံးညင်းရလိမ့်မယ်ဆိုတော့ဒါဆိုခရစ်ယာန်ထဲမှာကြည့်ရအောင်ကျွန်တော်ခေါင်းကပြောလိုက်ခရစ်ယာန်နဲ့အဓိကနားထောင်မယ်ဆိုတဲ့အချက်ကအဲ့ဒါပဲခရစ်ယာန်ထဲမှာခရစ်ယာန်တွေကခရစ်တော်ကိုဖျားဖြစ်ခြင်းကယေရှုကိုဖျားဖြစ်ခြင်းကအဓိကလားခရစ်ယာန်တွေကဂျူးဖြစ်ခြင်းကအဓိကလားအဲ့ဒါကိုစဉ်းစားဖို့အတွက်လိုအပ်တယ်ဆိုတော့တချို့တွေကလေခရစ်ယာန်ဖြစ်ခြင်းတဲ့ခရစ်တော်ကိုဖျားယေရှုကိုဖျားလို့ပြောတာထက်ဒါခရစ်ယာန်မှာတော့အဓိကယေရှုနဲ့ခရစ်တော်ခွဲလို့မရဘူးနော်ယေရှုခရစ်တော်ကတသားတည်းသွားတယ်ဒါပေမဲ့လို့ဂျူးတွေကယေရှုကခရစ်တော်မဟုတ်ဘူးယေရှုကဖျားမဟုတ်ဘူးဂျူးတွေကဆိုတော့ဒါပေမဲ့ခရစ်ယာန်တွေကယေရှုကဖျားဆိုတော့အဲ့ယေရှုကဖျားဖြစ်ခြင်းကိုညင်းဆိုမှသာလင်အစ္စရေးလူမျိုးဖြစ်ခွင့်ရှိတာဒါဆိုရင်ကျွန်တော်ခုနပြောသလိုပေါ့နော်ခရစ်ယာန်အနေနဲ့စဉ်းစားကြည့်ပါယေရှုကဖျားဖြစ်ခြင်းကအဓိကလားဒါမှမဟုတ်လို့ရှိရင်ခရစ်ယာန်ဖြစ်ခြင်းဆိုတဲ့အရာကဂျူးဖြစ်ခြင်းကအဓိကလားအဲ့ဒါကိုစဉ်းစားဖို့လည်းကျွန်တော်ပြောချင်တယ်